ဟိုအမေသားပြန်ပါပြီကွာဖေဖေတို့လေတားကြောင့်ဘာကြီးပြောနေကြတယ် ထုံးလာတိုင်းပါကွာမေးပြန်လာလို့ကွာစီလုပ်နေတာဟိ ဘွားစီလောက်တောင်ဟုတ်ပါအောင်တော့ကိုသားနဲ့ဒီရောက်ပဲရှိတာမျက်စိရှိမှုရှိတော့ဖွားတာပေါ့ မင်းလည်း ဒီမှာခေကြီးကလေဒီသမီးမိန်းကလေးပဲဖွားတာမဟုတ်ဘူးသားယောက်ျားလေးလည်းဖွားတယ်တော့ မေရဲ့တားတော့ဘာမှပူနေပါနဲ့ကန်ဆာကဆန်းလက်ကအရင်တက်လာပါပြီ ဟာပါရီတာတက်နေတယ်ဟောဖိတော့ဟို ဖေဖေတို့ကြားကြရမဟုတ်လားသူနဲ့ရှင်မြားမှန်တော့ရသေးကြီးဆူတောင်းကြရတယ်လေတားရှူထမ်းတော့မြေလိုပါ ਈ ဆိုတော့သူနဲ့ရှင်တက်ကပြန်ရှင်ရောတားရှူထမ်းလာလို့ညမြေရသေးကြီးမျက်လုံးပြန်နေလို့တွေ့ရတယ် ဩအဲ့ဒါတော့တဲ့သားနဲ့ခါတယ်လို့ ဖေးရဲ့မိတ်ဆွေဦးကျော်ထွန်းရဲ့ညီမလေးရတနာမှာချစ်သူမရှိဘူးကိုရှိရဆိုလည်းမဟုတ်ဘူးတဲ့ဒါဘလောက်ချစ်တယ်ဆိုတော့စိတ်ကိုစမ်းလာတယ်ထွေးရတယ်တားနေရှင်တော့သဘောတူရဲဆိုတော့တာရှင်တော့လက်ထက်ချင်တယ်ဖေး ဟာအဲ့ဒါရဲ့အလုံးဘုံတော့ပုတ်ကဘောကွာဖေဖေနဲ့ကျေးဇူးရှင်ညီမလေးလေသားနဲ့ဖေဖေကသဘောတူပြီလား အလို့တော့ကျမသဘောမတူနိုင်ပါဘူးကိုယ်ဝင်မရှိလေသဘောမတူဘူးဒီမှာသားဟုတ်လေမမေကရွှေနဲ့ကွတ်တဲ့ကြောက်ကောင်းမဖြစ်စေချင်တာငါပြီကောင်းဖို့အတွက်လောက်လောက်ကအဖြစ်မခံနိုင်ဘူးတော့သား မိရတယ် ဟေးတာမင်းမရမလဲဘူးမင်းမဲလဲတော့မှာတာစနီးကောင်းတယောက်ကိုမျက်လုံးနဲ့မြွေးပါနဲ့တာရေနားနဲ့ရေးစမ်းမှာဟောခုနကတပည့်လေးများလာလေကုန်းဆက်တယ်တာပြန်ရောက်လို့ရှိရင်သူ့အိမ်ကိုလာခဲ့ပါအောင်တဲ့ငါသားတဲ့နှစ်ခုကဘာဒီတိုင်နေတော့မသိတာကဲသားလေးတော်လိုက်အောင်နော်တာကဲတော်လိုက်ပါသားရေတော်